တောင်းထဲကလေပြင်းသားတွေကမတူညီတဲ့အရာတစ်ခုချစ်လာတော့မဲ့အလားတိတ်ဆိတ်မှုကိုဖျက်ဆီးနေတယ်။တာတီဟာမဖဲဝါနောက်ကလိုက်လာရင်ထဲမှာအမိမတိကြောက်ရွံ့မှုတစ်ခုတဖြည်းဖြည်းကြီးထွားလာတယ်။မီးထောက်တေးသေးလေးတစ်ခုကင်ထားတဲ့သူ့လက်ကတုံခါနေပြီးမျက်နှာပေါ်မှာလည်းချွေးဆက်တွေလှိမ့်ဆေးနေတယ်။အချိန်တိုင်းမှာနောက်ဘက်ကိုပြန်ကြည့်မိတဲ့အထိသူ့စိတ်ကမတည်ငြိမ်တော့ဘူး။အဲ့ဒီအချိန်မှာပဲလေထဲကနေတစ်ခုခုလှူရှားတံတစ်ခုကြားလိုက်ရတယ်။တာတင်မျက်လုံးကြီးဖွင့်ကြည့်လိုက်တော့အပေအပေါ်မှာမျက်နှာမဲ့တယ်လို့မြင်ရတဲ့အယိတစ်ခုပြန်ဝဲနေတယ်။တိမ်လိုပဲမမြင်နိုင်လောက်အောင်ပေါ်ပါပြီးမျက်နှာမပြတ်လေးတစ်ခုလိုလေထဲမှာလှူရှားနေတယ်။မဖဲဝါကချက်ချင်းရက်လိုက်ပြီးအတန်တိတ်တိတ်နဲ့ပြောလိုက်တယ်။အဲ့ဒါတိမ်စီးသရဲ့ကြီးပဲ။တိမ်စီးတရဲ့ကြီးဟာတဖြည်းဖြည်းအနီးကပ်လာတယ်။သူ့ကိုယ်လုံးကလေထဲမှာတိမ်လိုပြန်ဝဲနေပြီးမျက်နှာနေရာမှာမိုးမောင်အယိတ်တွေစုစည်းထားသလိုဖြစ်နေလေ။အဲ့ဒီအယိတ်ထဲကနေမျက်လုံးနှလုံးကမီးလိုတောက်နေပြီးတာတေကိုတိတိကျကျကြည့်နေလေတာတေလူပရအောင်ခံစားလိုက်ရပြီးအသက်ရှူတော့မထက်တော့ဘူးရုတ်တရက်လေပြင်းတစ်ချက်တိုက်သွားပြီးတာတေရဲ့ခန္ဓာကိုယ်ကမြေတရကနေလွတ်သွားသလိုခံစားလိုက်ရတယ်သူ့ခြေထောက်တွေမြေမထီတော့ဘူးတင်စီတရေကြီးရဲ့အရေးတစ်ခုကသူ့ကိုပတ်ပြီးလေတရက်ကိုဆွဲခေါ်နေတယ်မဖဲဝါလို့သူအော်ခေါ်လိုက်ပေမဲ့အတန်ကလေထဲမှာပျောက်သွားသလိုဖြစ်သွားတယ်မဖဲဝါကလက်ကိုလှမ်းလိုက်ပေမဲ့မရောက်နိုင်တော့ဘူးတိမ်တွေကိုတာတီဆွဲခေါ်သွားတဲ့အချိန်မှာအောက်ကတစ်တော်ကြီးကတဖြည်းဖြည်းဝေးသွားတယ်မိုးမောင်ထဲမှာတိမ်စီးတရေကြီးရဲ့အတန်နှိမ့်နှိမ့်တစ်ခုထွက်လာတယ်မင်းတွေးထဲတာမင်းပိုင်တာမဟုတ်ဘူးတာတေရဲ့ဇင်ထဲကထိတ်လန့်မှုကအမြင့်ဆုံးကိုရောက်သွားပြီးမကြခင်သူ့ရှေ့မှာဘာတွေဖြစ်လာမလဲဆိုတာမသိနိုင်တော့ဘူးအပိုင်းညတွင်ဆက်လက်ရပါ